ကအင်္ဂလိပ်စာကိုစလေ့လာနေရတူလားဘယ်ကနေစလေ့လာရမှန်းမသိဘူးဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးပါဗီဒီယိုမှာဘယ်နေ့မှာဘာကိုလေ့လာရမလဲအခြေခံအနေစပြီးတော့ဘယ်လိုမျိုးလေ့လာရမလဲဆိုတာကိုအသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်စာအုပ်လေးနဲ့ခဲတံလေးကင်ပြီးတော့ day 1 day 2 day 3အစတစ်ဖြစ်ခေါင်းစဉ်လေးနဲ့တက်ပြီးတော့ဘာကိုလုပ်ရမလဲဆိုတာ note လေးရေးပေးထားပါ Okay without any further ado let's start today's video day 1ပထမဆုံးနေ့မှာကြတော့အခြေခံဖြစ်တဲ့ greetings နှုတ်ဆက်တာနေပြီးတော့စာလေးလာရမှာဖြစ်ပါတယ်နိုင်ငံခြားသားတယောက်နဲ့တွေ့ပြီဆိုရင်ပထမဆုံးလုပ်တာကပါလေနှုတ်ဆက်တာဖြစ်ပါတယ်ဥပမာအနေဖြင့် good morning good evening အဲ့ဒါကို daily 1မှာလေ့လာရမှာဖြစ်ပါတယ်အင်္ဂလိပ်စာမှာနှုတ်ဆက်နည်းတွေကအများကြီးရှိပါတယ်အဲဆိုတော့ပထမဆုံးနေ့မှာ10ခုလေ့လာပါ day 1 learn 10 common English greetings for example hello good morning how are you good evening sir day 2 day 2မှာကြတော့ learn to introduce yourself name age country ဒီနေ့မှာဘာလို့ရမလဲဆိုတော့ကိုမိတ်ဆက်ရမှာဖြစ်ပါတယ်။ကိုဘယ်လိုပြောရမလဲကိုရဲ့နိုင်ငံကိုဘယ်လိုပြောရမလဲကိုကဘယ်နိုင်ငံကလာတာလဲကိုရဲ့အသက်ကဘယ်လောက်ရှိပြီလဲအစတစ်ဖြစ်လေ့လာရမှာဖြစ်ပါတယ်။ I'm from Myanmar and I'm a student. Day 3မှာကြတော့ learn numbers. Day 3မှာလုပ်ရမှာတော်တော်လွယ်ပါတယ်။အင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအကုန်လုံးလဲပြောတတ်ပြီးသားဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ learn numbers အင်္ဂလိပ်လိုနံပါတ်တွေကိုဘယ်လိုဖော်ပြမလဲဘယ်လိုပြောရမလဲအစတစ်ဖြစ်လေ့လာရမှာဖြစ်ပါတယ်ကိုတွေက1 2 3 4 5 6 7 8 9 10အစတစ်ဖြစ်ပြောတတ်ပွားကြီးဒါပေမဲ့ကဏ္ဍလုံးတွေကအကြည့်ထောင်နဲ့ချီရှိတယ်အဲ့ဒီကဏ္ဍတွေသို့မဟုတ်ကိုယ့်ရဲ့ဖုန်းနံပါတ်တွေကိုဘယ်လိုပြောရမလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်အနေနဲ့ဒီမှာဆိုရင်2024 2024အစတစ်ဖြစ်ပြောလို့ရပါတယ်ဆိုတော့ day 3မှာနံပါတ်တွေကိုလေ့လာမယ်နောက်ပြီးတော့ကိုယ့်ရဲ့ဖုန်းနံပါတ်ကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအစတစ်ဖြစ်လေ့လာရမှာဖြစ်ပါတယ် learn the English alphabet and pronunciation day 4မှာလေ့လာရမယ့်ဥစ္စာလည်းလွယ်ကူပါတယ် friends ပြင်သစ်ဘာသာစကားလေ့လာနေတဲ့မြန်မာတွေလည်းရှိပါတယ်သူတို့ကပထမဆုံးအနေနဲ့ pronunciation နဲ့ alphabet ကိုလေ့လာရပါတယ်အင်္ဂလိပ်စာလည်းအဲ့လိုပဲ alphabet words pronunciation အစတစ်ဖြစ်ပထမဆုံးအခြေခံတွေကလေ့လာရမှာဖြစ်ပါတယ်နောက်တစ်ခုလေးကိုတွားကြရအောင် learn 10 classroom related words for example pen book calculator pencil sharpener backpack day 5မှာလုပ်ရမယ့်အရာကကြတော့စာသင်ခန်းနဲ့ပတ်သက်တဲ့ vocabulary ဝေါ်ဟာရတွေ words စကားလုံးတွေကိုလေ့လာရမှာဖြစ်ပါတယ်ကျင့်မှတ်ရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကိုယ့်ရဲ့ဘိုးအိတ်လွယ်အိတ်စာအုပ်ခဲတံပေတံအဖြစ်စာသင်ခန်းထဲမှာရှိတဲ့အရာတွေကိုအင်္ဂလိပ်လိုဘယ်လိုဖော်ပြမလဲဘယ်လိုပြောမလဲဆိုတာကို day 5 9ရက်မြောက်နေ့မှာလေ့လာရမှာဖြစ်ပါတယ်စာသင်ခန်းထဲမှာတော့ပစ္စည်းတွေကအများကြီးရှိတယ် clock နိုင်တွေ table desk အစသဖြင့်အများကြီးရှိပါတယ်6ရက်မြောက်နေ့မှာလုပ်ရမယ့်အရာလည်းလွယ်ကူပါတယ်အဲ့ဒါကကြတော့ this is that is these are those are အဲ့ဒါတွေကိုကြွချင်းပြောတတ်အောင်လေ့လာရမှာဖြစ်ပါတယ် this is ဒါက this is my book ဒါကကျွန်တော်စာအုပ်ပါ this is အဲ့ဒါကကိုယ်နဲ့ဒီမှာရှိတဲ့ဥစ္စာတွေကိုဖော်ပြရင်သုံးရမှာဖြစ်ပါတယ် that is ကကြတော့ကိုယ်နဲ့အဝေးမှာရှိတဲ့အရာပစ္စည်းအရာဝတ္ထုတွေဖော်ပြတဲ့နေရာမှာသုံးရမှာဖြစ်ပါတယ် this is that is these are ဒီအရာတွေက those are အဲ့ဒီအရာတွေက this is that is these are those are စာသင်ခန်းနဲ့ပတ်သက်တဲ့စကားလုံးလေးတွေလေ့လာပြီးသွားပြီဆိုရင် this is my book ဒါကကျွန်တော်ရဲ့စာအုပ်ပါ that is my book အဲ့ဒါကကျွန်တော်ရဲ့စာအုပ်ပါအစတစ်ဖြစ်ကိုလေ့လာခဲ့တဲ့စကားလုံးတွေကိုသုံးပြီးတော့ပြန်ပြီးတော့အသုံးချပြီးတော့လေ့ကျင့်လို့ရပါတယ်နောက်ပြီးတော့ day 7မှာကြတော့တပတ်လုံး1 2 3 4 5 6
အဲ့ဒီနေ့ရက်ဒီမှာလေ့လာခဲ့တဲ့အရာတွေအကုန်လုံးကို review everything အကုန်လုံးပြန်ကြည့်မှပြန်ပြီး revision လုပ်ပြရမှာဖြစ်ပါတယ်သူတော်တော်များများလေ့လာနေသူတော်တော်များများကခဲ့တဲ့ vocabulary words တွေဝါဟာရတွေစကားလုံးတွေမေးကြပါတယ်အဲ့ဒါဘာလို့လဲဆိုတော့သူတို့ကလေ့လာပြီးခဲ့တဲ့ဟာတွေကို review ပြန်ပြီးတော့မနှွေးပေးဘူးအဲ့ဒါကြောင့်မလို့ပြီးတော့ဖြစ်ပါတယ်အဲ့ဒီလိုမဖြစ်စေဖို့အတွက်ကိုကြက်မှတ်ထားတဲ့အားတွေကိုအရာတွေ vocabulary စကားလုံးတွေကိုနှွေးပေးဖို့လိုပါတယ်ဒါကကြတော့ day 7မှာလုပ်ရမယ့်အရာပါနောက်ပြီးတော့ဒုတိယပတ်ကကြတော့ day 8 learn names of family members ဒါဆိုဝင်နာမည်တွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲအဲ့ဒီဥစ္စာကိုလေ့လာမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်တော်ရဲ့အဖိုးအဖွားညီကိုမောင်မ family members ဦးလေး my uncle my auntie ကိုရဲ့မိသားစုဝင် family members တွေကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကို day 8မှာလေ့လာရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုး vocabulary တွေကိုလေ့လာခြင်းနဲ့ဆိုရင်ဒီ application လေးသုံးလို့ရပါတယ် day 9 learn 10 daily routine verbs ကိုရဲ့ညောင်းနေမှာကြတော့ကိုရဲ့နေ့စဉ်လုံးနေကြအရာတွေကိုအင်္ဂလိပ်လိုဘယ်လိုဖော်ပြမလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ကျွန်ုပ်မနေ့အေးရထားတယ်ကျွန်ုပ်အေးရသိမ်းတယ်ကျွန်ုပ်သွားတိုက်တယ်အလုပ်သွားတယ်ကျွန်ုပ်ဖွင့်ချောင်းသွားတယ်အစသဖြင့်အင်္ဂလိပ်လိုဘယ်လိုပြောရမလဲအဲ့ဒါကိုလေ့လာရမှာဖြစ်ပါတယ် I brush my teeth ကျွန်ုပ်သွားတိုက်တယ် I wash my face မျက်နှာတည်တယ်အဲ့ဒါဖြင့်ကိုနေ့စဉ်ပုံမှန်လုံးနေတဲ့ကိုရဲ့ routine ကိုဘယ်လိုမျိုးအင်္ဂလိပ်လိုဖော်ပြမလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ် Day 10 learn to talk about the time for example what time is it ဆယ်မြောက်နေ့မှာလုပ်ရမယ့်အရာကအချိန်ကိုအင်္ဂလိပ်လိုဘယ်လိုပြောရမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်ဥပမာအနေဖြင့်အခုဘယ်နှစ်နာရီထိုးသွားပြီလဲ10နာရီ55မိနစ်10နာရီ15မိနစ်အစသဖြင့်တယောက်ယောက်ကကိုကိုအင်္ဂလိပ်လိုလာမေးတယ် what time is it ဆိုတော့ကိုကအင်္ဂလိပ်လိုဘယ်လိုပြန်ဖြေတတ်ရမလဲဆိုတာကိုလေ့လာထားရမှာဖြစ်ပါတယ်ဒါကအင်္ဂလိပ်စာမှာရေးကြည့်တဲ့အရာဖြစ်ပါတယ်အချိန်ကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဘယ်နှစ်နာရီထိုးသွားပြီလဲကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကို day 10မှာလေ့လာရမှာဖြစ်ပါတယ် day 11နောက်ထပ်လုပ်ရမယ့်အရာကတော့လွယ်ကူပါတယ်ဒါကကြတော့ Sunday Monday Tuesday Wednesday တနင်္ဂနွေနေ့တနင်္လာအင်္ဂါဗုဒ္ဓအစရှိတဲ့နေ့ရက်တွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ် Wednesday ဒါကြတော့လွယ်ကူပါတယ် Day 12 learn 10 food and drinks words အင်္ဂလိပ်လိုစားစာတွေတောက်စရာတွေကိုဘယ်လိုပြောမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်ဥပမာလေးဖြင့်ကြည့်ရှုသူကအင်္ဂလန်သို့မဟုတ်အမေရိကန်ကိုရောက်သွားတယ်ဆိုကြပါစို့စားလို့ဆိုင်ရောက်တဲ့အခါမှာကိုစားချင်တဲ့စားစာတွေကို order မှာရမယ်မာယူရမယ်စားတော့ဆိုင်နေပြီးတော့ဆိုတော့အင်္ဂလိပ်လိုဘယ်လိုပြောရမလဲကိုစားချင်တဲ့စားစာတွေကိုဘယ်လိုမျိုးဖော်ပြမလဲဆိုတာကိုလေ့လာဖို့အရေးကြီးပါတယ်ဒါကကြတော့ခီးသွားဖို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်အင်္ဂလိပ်စာကိုလေ့လာနေတဲ့သူတွေအကုန်လုံးသိထားတဲ့အရာဖြစ်ပါတယ်အစားအစာနဲ့တောက်စရာတွေနဲ့ပတ်သက်တဲ့စကားလုံး10လုံးကိုလေ့လာမှာဖြစ်ပါတယ် I like to order spaghetti ကျွန်တော်အီတလီခောက်ဆွဲမှာချင်တယ် and a glass of water ရေတခွက်နဲ့အီတလီခောက်ဆွဲတစ်ပွဲမှာချင်ပါတယ်အစားအဖြစ်လေ့လာပေးပါစားတောက် vocabulary စားတောက်ဝါဟာရတွေ Day 13 73ရက်နေ့မြောက်မှာကျတော့ review a question အဲ့ဒါတွေကိုလေ့လာမှာဖြစ်ပါတယ်Learn basic question words. Who, what, when, where, and why. What is that? Where are you right now? When are you coming back? Maybe Review a question တွေကိုပိုင်းနိုင်လုပ်ထားရမှာဖြစ်ပါတယ်။ဥစ္စာကိုပိုင်းနိုင်လေးပြောတတ်ပြီဆိုရင်တော့မေးခွန်းမေးရမှာတော်တော်ဆရာကြီးဖြစ်နေပြီနော်။ဆိုတော့ Day 13 73ရက်နေ့မြောက်မှာ review a question ကိုပိုင်းနိုင်ဘယ်လိုပြောရမလဲဘယ်လိုမေးရမလဲအစသဖြင့်လေ့လာပါ Day 14 14ရက်နေ့မြောက်မှာလည်းအရင်နေ့ကလိုမျိုး
အရင် day 7ကလိုမျိုး review everything ကိုလေ့ကျင့်ခဲ့တဲ့အရာတွေအကုန်လုံးကိုပြန်လို့ရမှာဖြစ်ပါတယ်ပြန်လေ့ကျင့်ရမှာဖြစ်ပါတယ်ကိုကမိသားစုဝင်တွေအမိတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာအင်္ဂလိပ်လိုလေ့လာတယ်အဲ့ဆိုရင်အကုန်လုံးပြန်လို့ရမှာဖြစ်ပါတယ်လေ့လာခဲ့တဲ့ဝေါ်ဟာရတွေကိုအချိန်လေးပြီးပြီးတော့ပြန်နှွေးပေးပါဥပမာနေဖြစ်မိနစ်30ပဲဖြစ်ဖြစ်အချိန်လေးပြီးပြီးတော့နှွေးပေးပါ week 1အရင်ဘက်ကလေ့လာခဲ့တဲ့အရာတွေကိုလည်းဖတ်ခြင်းအဖြစ်သို့မဟုတ်ပြန်ပြီးတော့ repeat နေ့စဉ်ပြန်ပြောခြင်းအဖြစ်လေ့ကျင့်လို့ရပါတယ် week 1 and week 2ပထမပတ်နဲ့ဒုတိယပတ်တော့ပြီးသွားပါပြီဆိုတော့တတိယပတ်ကိုသွားလိုက်ကြအောင်တတိယပတ်ကကြတော့ vocabulary ဝေါ်ဟာရတွေနဲ့ပတ်သက်တာဖြစ်ပါတယ်15ရက်မြောက်တဲ့နေ့မှာကျတော့ learn weather vocabulary အခုနေတာနေအဲ့ဒါကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအခုမိုးရွာနေတယ်အင်္ဂလိပ်လိုဘယ်လိုဖော်ပြရမလဲဆိုတာကို day 15ရက်မြောက်တဲ့နေ့မှာလေ့လာမှာဖြစ်ပါတယ်3ပတ်မြောက်တဲ့နေ့3ပတ်ရဲ့ပထမဆုံးနေ့မှာလေ့လာမှာဖြစ်ပါတယ်အခုမိုးရွာနေတယ် it is raining at the moment it's raining right now it's cloudy တိမ်ထူနေတယ်အစဖြစ်မိုးလေဝသအခြေအနေတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ် YouTube ကအင်္ဂလိပ်စာလေ့လာတဲ့ဗီဒီယိုတွေနဲ့လည်းလေ့လာလို့ရတယ်ဒါမှမဟုတ်ဒီ application စတော့ကပေါ်ပြခဲ့တဲ့ပြောပြခဲ့တဲ့ဒီ application လေးကိုသုံးပြီးတော့လည်းလေ့လာလို့ရပါတယ်နောက်နေ့မှာလေ့လာရမယ့်အရာ day 16 learn parts of the body ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုလေ့လာမှာဖြစ်ပါတယ်ခန္ဓာကိုယ်အစိတ်ပိုင်းဆိုတာကမျက်စိနှာခေါင်းလေထောင်လေရွက်နှာခမ်းလက်ခြေထောက်စပင်းမျက်ခုံးအဲ့ဒါတွေကိုအင်္ဂလိပ်လိုဘယ်လိုမျိုးပြောမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ် YouTube မှာအဲ့ဒီ body parts ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့အရာတွေကိုပြောပြထားတဲ့သချင်းလေးတွေနောက်ပြီးတော့ဗီဒီယိုလေးတွေရှိပါတယ်အဲ့ဒီဗီဒီယိုလေးတွေနဲ့လည်းလေ့လာနိုင်ပါတယ်ဒီနေ့မှာကျတော့အဝတ်အထည်နဲ့ပတ်သက်တဲ့ vocabulary တွေကိုလေ့လာမှာဖြစ်ပါတယ်အဝတ်အထည်မှာဆိုရင်အဝတ်အထည်အမျိုးမျိုးရှိတယ်ဥပမာနေဖြစ် jacket တို့ sweater တို့ jacket sweater စသဖြင့်အဝတ်အထည်တွေကအများကြီးရှိတယ်ကိုကနိုင်ငံခြားမှာ shopping mall တွေကိုဈေးဝယ်ထွက်တော့မယ်ဒီဝက်ထွက်ရင်ဘယ်လိုမျိုးပြရမလဲမိကုန်းတွေဘယ်လိုမရမလဲ how much is it ကျွန်တော်ဝတ်ကြည့်လို့ရလား where is the fitting room စမ်းဝတ်ကြည့်တဲ့နေရာဘယ်မှာလဲစာလေးလာနေသူအနေဖြင့်သိထားဖို့လိုပါတယ်ဒီစုံကံမှာဖြစ်ပြနေတဲ့အရာတွေအသိမှာဖြစ်ခဲ့တဲ့အရာတွေအနာဂတ်မှာဖြစ်မဲ့အရာတွေအကုန်လုံးကိုစုပြုံပြီးတော့မလေးလာခြင်းဆိုရင်ပထမဆုံးနေဖြင့်အခုလက်ရှိဖြစ်ပြနေတဲ့ပြစ္ဆုတ်ပံမှာဖြစ်ပြနေတဲ့အရာကိုအင်္ဂလိပ်လိုဘယ်လိုဖော်ပြမလဲဆိုတာကိုအရင်လေ့လာပါဥပမာနေဖြစ်ကျွန်တော်အခုအင်္ဂလိပ်စာလေ့လာနေရဆိုရင် I am learning English right now နောက်နေ့မှာကျတော့ day 19စကူရန်နေမြောက်မှာကျတော့ vocabulary 10လုံးလေ့လာမှာဖြစ်ပါတယ်9လုံးသို့မဟုတ်9လုံးကိုနိုင်တလောက်လေ့လာပါ small ငယ်သော happy ပျော်ရွှင်သော sad ဝမ်းနည်းသောအစတစ်ဖြစ်သောနဲ့စုံတဲ့စကားလုံးတွေ10လုံးလေ့လာပါ20ရက်နေ့မြောက်ရက်20 learn how to describe your feelings 20ရက်နေ့မြောက်မှာကျတော့ကိုခံစားနေရတဲ့ခံစားချက်တွေကိုအင်္ဂလိပ်လိုဘယ်လိုဖော်ပြမလဲဆိုတာကိုလေ့လာမှာဖြစ်ပါတယ်ဥပမာနေဖြင့်ကျွန်တော်အခုဝမ်းနည်းနေရ I'm sad I'm feeling sad right now I'm feeling happy today ကျွန်တော်ဒီနေ့ပျော်ရွှင်နေတယ် day 21မှာလည်းကိုလေ့လာခဲ့တဲ့အရာတွေအားလုံးကို review ပြီးတော့နှွေးပြရမှာဖြစ်ပါတယ် week 4ကကြတော့လေ့ကျင့်တဲ့အပိုင်းနဲ့ဆိုင်သွားပါပြီကိုလေ့လာခဲ့တဲ့အရာတွေကိုကြက်မှတ်ခဲ့တဲ့အရာတွေကိုလေ့ကျင့်ဖို့ပြန်ပြီးတော့အသုံးချဖို့ကအရေးကြီးပါတယ်စကားပြောကိုလေ့လာမှာဖြစ်ပါတယ်ကိုကစကားပြောလေးတွေကိုကြည့်ချင်တယ်ဆိုရင် English with Jessica ဒီ channel ထဲမှာကြည့်လို့ရပါတယ် English with Jessica အခြေခံလေးတွေကိုရှာပြီးတော့ကြည့်လို့ရပါတယ်တော့တို့ပြောနေတဲ့အချိန်မှာ like ပြီးတော့ပြောကြည့်ပါဗီဒီယိုလေးကြည့်ပြီးတော့အတန်နည်းနည်းခက်ကြက်ကြက်လေးနဲ့ပြောပေးကြည့်ပါဒီ
ဒီနည်းအားဖြင့်ကိုယ့်ရဲ့ speaking ကိုလည်းတိုးတက်စေတယ်နောက်ပြီးတော့အတန်ထွက်တွေကိုလည်းတိုးတက်စေမှာဖြစ်ပါတယ်22ရက်နေ့မြောက်မှာလုပ်ရမယ့်အရာဖြစ်ပါတယ်နောက်နေ့မှာလေ့လာမယ့်အရာကကျတော့ English tongue twisters တွေကိုပြောလေ့ကျင့်မှာဖြစ်ပါတယ်။ပြောမြန်မာမှာဆိုရင်လည်း tongue twister ရှာလိမ့်စေတဲ့စကားလုံးတွေနောက်ပြီးစာကြောင်းတွေအများကြီးရှိတယ်။အင်္ဂလိပ်မှာလည်းအဲ့လို tongue twister လေးတွေရှိပါတယ်။ twister လေးတွေပြောပြီးတော့လေ့ကျင့်ကြည့်ပါ။နောက်တစ်နေ့မှာလေ့လာမှာကျတော့ practice listening ကိုလေ့ကျင့်ရမှာဖြစ်ပါတယ်။ဟောကာသုံးဗီဒီယိုတို့မဟုတ်တချင်းနားထောင်ပြီးတော့ကိုယ့်ရဲ့ listening skill ကိုလေ့ကျင့်ပါဒါကကျတော့24ရက်နေ့မြောက်မှာလုပ်ရမယ့်အရာဖြစ်ပါတယ် day 24ဗီဒီယိုရှိမကြည့်ချင်ဘူးဆိုရင်တချင်းလေးတွေနားထောင်ပြီးတော့လေ့လာလေးရပါတယ်တော့ Jackie Chan လေ့လာခဲ့တဲ့နီလန်လေးပါကြည့်ရှုသူတွေကလည်းအင်္ဂလိပ်တချင်းတွေနားထောင်ရတာကြိုက်တယ်ဆိုရင်ဒီနေ့ကစပြီးတော့အင်္ဂလိပ်တချင်းလေးတွေကိုနားထောင်ပေးပါအင်္ဂလိပ်စကားလုံးလေးတွေကိုတချင်းလေးတွေအနေပြီးတော့ကြက်မှတ်ပါအဲ့ဒီနဲ့လည်းအင်္ဂလိပ်စာလေ့လာလို့ရပါတယ်နောက်တစ်နေ့မှာလေ့လာမယ့်အရာကကျတော့ learn 10 travel related words ခီးသွားခြင်းနဲ့ပတ်သက်တဲ့စကားလုံး10လုံးလေ့လာမှာဖြစ်ပါတယ်နိုင်ငံခြားကိုခီးထွက်ခြင်းနဲ့ဆိုတော့နိုင်ငံခြားကဟိုတယ်တွေမှာတဲမယ်ဆိုရင်ဘယ်လို booking ဝင်ရမလဲနာမည်တွေကိုဘယ်လိုပေးရမလဲအစတစ်ဖြည့်လေ့လာရမှာပါနောက်တစ်နေ့မှာလေ့လာမယ့်အရာကလည်းလူတိုင်းအင်္ဂလိပ်စာလေ့လာနေတဲ့လူတိုင်းသိထားတဲ့အရာပါအဲ့ဒါကကျတော့ language တာဖြစ်ပါတယ်ဟိုကအင်ကနေပြီးတော့ဆိုင်သွားတယ်မထင်မဲ့ပဲနဲ့နိုင်ငံခြားတယောက်နဲ့တွေ့တယ်နိုင်ငံခြားသူသုံးဖို့နိုင်ငံခြားသားတယောက်နဲ့တွေ့တယ်အမေရိကန်ကဆိုပါစို့ရှိရကုန်ရောက်ဘယ်လိုသွားမလဲအဲ့လိုမေးတယ်ပဲဆိုပါတော့ကိုကအင်္ဂလိပ်စာမှာဘယ်လိုသွားမလဲ direction လမ်းညွှန်တဲ့အရာတွေတိတ်တက်သွားပါအစားဖြစ်စကားလုံးတွေစကားစုတွေအထိုင်းနိုင်ငံခြားသားကိုမင်းအေးစစ်စစ်နဲ့ပြန်ဖြေလို့ရမှာဖြစ်ပါတယ်နောက်နေ့ learn life expressions ကြည်ကြည်သုံးတဲ့စကားလုံးစကားစုအသုံးနှုန်းတွေလေ့လာပါဥပမာနဲ့ဖြင့် excuse me the say loud please ကျေးဇူးပြုပြီးတော့တစ်ခုကကြတော့နောက်တစ်နေ့မှာလုပ်ရမယ့်အရာကကြတော့ကိုယ့်ရဲ့မိသားစုဝင်တွေကိုအင်္ဂလိပ်လိုဘယ်လိုဖော်ပြမလဲဘယ်လိုမိတ်ဆက်ပေးမလဲဆိုတာကိုလေ့လာရမှာဖြစ်ပါတယ်။ဒါကကြတော့ကျွန်တော်ရဲ့ညီမလေးပါ This is my sister ဒါကြတော့ကျွန်တော်ရဲ့အကိုပါ He's my brother သူကကျွန်တော်ရဲ့အကိုပါအစအဖြစ်ကိုယ့်ရဲ့မိသားစုဝင်တွေကိုလူတယောက်ကိုယ့်ရဲ့နိုင်ငံခြားတကယ်ချင်းတရားဘယ်လိုမိတ်ဆက်ပေးရမလဲဆိုတာကိုလေ့လာပါView all vocabulary and grammar ကိုလေ့လာခဲ့တဲ့အရာတွေအကုန်လုံးကိုလေ့ကျင့်ရမှာဖြစ်ပါတယ်ပြန်ပြီးတော့ပြန်နွေးပြီးတော့ revision ပြန်ပြီး review လုပ်ပေးရမှာဖြစ်ပါတယ်ကိုလေ့လာခဲ့တဲ့စကားလုံးတွေနောက်ပြီးတော့ဝေါ်ဟာရတွေစကားစုတွေကိုအင်္ဂလိပ်လိုပြန်သုံးပြီးတော့သမီးနဲ့အင်္ဂလိပ်စကားပြောပေးရမှာဖြစ်ပါတယ်အမလုံးမိမယ်ဆိုပြီးတော့မပြောဘဲမနေပါနဲ့ကိုက speaking တိုးတက်ခြင်းနဲ့အင်္ဂလိပ်စာတိုးတက်ခြင်းဆိုရင်လေ့ကျင့်ရမှာဖြစ်ပါတယ်အမားနေပြီးတော့သင်ယူလေ့လာရမယ်နေ့စဉ်နေ့တိုင်း practice လေ့ကျင့်ပြရမှာဖြစ်ပါတယ်ဒါကိုယူလိုက်ပါသို့မဟုတ်ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ recording application လေးနဲ့ကိုအတန်သွင်းကြည့်ပါဘာအကြောင်းပြောရမလဲဆိုတော့ကိုအကြောင်းကိုပြောပါကျွန်ုပ်ကဘယ်ချိန်မှာအိပ်ရထားတယ်ကျွန်ုပ်ကဘယ်အစားအသောက်ကိုကြိုက်တယ်ဘယ်နိုင်ငံကိုသွားချင်တယ်ကျွန်ုပ်မှာမောင်နှမဘယ်နှယောက်ရှိတယ်ပြီးတော့မိသားစုဝင်တွေကိုလေ့လာခဲ့တဲ့မိသားစုဝင်အမည်တွေကိုကိုက speaking သမီးလေးပြောနေတော့မှာကိုအကြောင်းကိုပြောနေတော့မှာထည့်ပြီးတော့သုံးပေးပါနောက်ဆုံးနေ့မှာလုပ်ရမယ့်အရာဖြစ်ပါတယ်ဗီဒီယိုတစ်ပုဒ်မှာနိုင်ငံခြားတရားသူကဘာသာစကားမျိုးစုံပြောတတ်တယ်။ဘာသာစကားလေ့လာနေတဲ့လူတွေကိုဘယ်လိုပြောရမလဲဘယ်လိုလေ့ကျင့်ရမလဲဆိုတာနီလန်တွေမျှဝေတယ်။သူမျှဝေခဲ့တဲ့နီလန်တစ်ခုကစကားပြောပါနေ့စဉ်လေ့ကျင့်ပါတဲ့။ဒါစကားတစ်ခုလေ့လာခဲ့တဲ့ဥမာဆိုပါစို့ကိုရီးယားဘာသာစကားလေ့လာတယ်။နောက်ပြီးတော့သူကကိုရီးယားစာလုံးပဲလေ့လာတယ်။ဥမာကလာပါအဲ့ဒါကိုကိုရီးယားလိုဘယ်လိုပြောရမလဲ How are you နေကောင်းလားစသဖြင့်ကိုရီးယားလိုဘယ်လိုပြောမလဲဆိုတာကို10ချောင်းလေ့လာတယ်။နောက်ပြီးချစ်ချင်ပဲသူကလေ့ကျင့်တာအဲ့ဒါတွေကိုနိုင်ငံခြားသားကိုရီးယားလူမျိုးတွေနဲ့လေ့ကျင့်တယ်။အဲ့ဒီနေရာနေသုံးပြီးတော့ဘာသာစကားပေါင်းမျိုးစုံပြောတတ်တာဆိုပြီးတော့သူက
မျှဝေထားတာဖြစ်ပါတယ် This video, I'm going to share exactly how I practice my speaking skills at home without taking any classes or without spending any money. If you're learning English alone, this video is definitely for you. So, let's begin. One of the best techniques that I used was talking to myself in the mirror. I know it sounds a little bit funny, but it still works. Here's how I did. I stood in front of the mirror. I pretended I was talking to someone. I practiced introducing myself, explaining my day, and expressing my ideas and feelings. It helped me with my pronunciation, confidence, and body language. Many English learners use this tip, and I also want to recommend to you guys to apply this tip into your daily routine. Okay, let's go to the next one. Another method that really helped me a lot was recording myself. I would talk about different topics, my day, my plans, or just my opinions, and then I listened to it again. When I listened, I noticed pronunciation mistakes, grammar problems, and words that I overused. It's like being your own teacher. To stay consistent, I practiced 1 or 2 topics every week. For week 1, my favorite book. Week 2, my favorite summer vacation. Week 3, my future plans. I kept repeating the same topic until I could talk about it smoothly. This is important because repetition makes you sound more natural. This is one of my favorite techniques, shadowing. This means you listen to a native speaker carefully and try to copy their speech exactly at the same time. Well, I usually shadowed English shows, English movies, and YouTube videos. You can also improve your fluency, rhythm, and pronunciation in English. It also trains your mouth to move like a native speaker. I also listened to English conversations and podcasts in the past. I just wanted to get used to English. You guys can also do the same. This is how people learn their mother tongue. What do? They listen and they try to speak. Listen to English podcasts, repeat after them. Speaking out loud can help you speak faster, improve your pronunciation, and confidence. It's like vocal training for English learners. Whenever I was walking and cleaning, I would talk to myself in English. For example, what should I eat today? I'm gonna drink a glass of water. I'm gonna get a new haircut. But I'm not going to dye my hair. And this reduces the habit of translating everything from your mother tongue, from your mother language. The more you think in English, the more natural your speaking becomes. This one is setting goals. It is very important when you're learning a language. For example, learn 10 words every single day. Talk about a topic once a week. Well, these are the things that I did in the past to improve my speaking skills at home. Thank you for watching today's video, and I hope this video is helpful for you. Have a nice day, everyone, and I'll see you in my new videos.